TikTok ဗီဒီယိုရိုက်တဲ့အခါကင်မရာရှိုင်းဖြစ်ရ TikTok ပေါ်မှာဗီဒီယိုရိုက်တဲ့ပြင်ဆင်တယ်ဒါနဲ့ကင်မရာရှိရောက်ဆိုဘာပြောရမလဲမသိဘူးဒီကင်မရာကြီးနဲ့ကိုဆက်နေတဲ့သူရှိတယ်အားရှိရဆိုလို့ရှိရင်တော့ဒီဗီဒီယိုကအထောက်ကိုဖြစ်လိမ့်မယ်လို့ညွှန်နေပါတယ် Alright, you ready? နံပါတ်1 plan your contact size ခုပြောချင်တဲ့အကြောင်းအရာကိုအရင်ဆုံးနှုတ်မှာဖြစ်ဖြစ်ခြိုက်ထားပါခြိုက်ပြီးတော့အနည်းဆုံး3ကားလောက်ဖတ်ကြည့်ပြီးတော့မှန်ရှိမှလေ့ကျင့်ပါနံပါတ်2 choose the best environment ဒီကိုစိတ်သက်သာရစီတဲ့ကိုတတရှိစေတဲ့နေရာမျိုးကိုရွေးချယ်ပြီးတော့ရိုက်ကူးပါနံပါတ်3 content over opinion ကိုဝတ်ထားတဲ့အဝတ်အစားတွေအဆင်ပြေရလားဒါမှမဟုတ်ဒီကိုယ့်ရဲ့ခနာကိုအနေအထားမျက်နှာအမူအရာဒီစတဲ့အဟာတွေအဆင်ပြေလားဆိုပြီးတော့ခေါင်းနဲ့ထည့်မနေပဲဒီကိုပြောချင်တဲ့အကြောင်းအရာကိုပဲအဓိကအာရုံစိုက်ပြီးတော့ရိုက်ကူးပါနံပါတ်4 step small ဗီဒီယိုတစ်ခုလုံးကိုအစားဆုံးရိုက်တာဆဲနည်းနည်းချင်းစီခွဲရိုက်ပါပေါ့နော်ဥပမာဒီကိုနဲ့တစ်ပုတ်လုံးကိုတစ်ခါတည်းရိုက်တာတဲ့အဲ့ဒါကဒီ2ကြောင်း3ကြောင်းလောက်ကိုပဲအရင်ဆုံးခွဲပြီးရိုက်ကြည့်ပါနံပါတ်5 focus on the message ကင်မရာကိုရောကိုပတ်ဝန်းကျင်ရောအရာအားလုံးကိုခဏမိထားပြီးတော့ကိုပြောချင်တဲ့အကြောင်းအရာပေါ်မှာပဲအာရုံစိုက်ပါနံပါတ်6 mindfulness technique ဗီဒီယိုမရိုက်ခင်စိတ်သက်သာရစေမယ်အပြုအမူမျိုးကိုအရင်လုပ်ကြည့်ပါဥပမာဆိုလို့ရှိရင်အသက်ပြင်းပြင်းရှူကြည့်တာလို့ဒီလက်ခုပ်လဝါးပြီးကြည့်တာမျိုးကိုဒီစိတ်သက်သာရစေတဲ့အပြုအမူမျိုးကိုအရင်လုပ်ကြည့်ပါနံပါတ်9 be authenticမြင်တွေ့ထားမှုရဲ့အရာတွေကိုတွေ့နေကြပုံစံတွေဒါမှမဟုတ်များပြောတဲ့ style တွေအဲ့လိုပုံစံမျိုးတွေမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဒီပြင်ကို style ကိုဟန်ကိုပဲအဓိကကြီးချေပြောချပူပါအခုပြပြပေးတဲ့အချက်9ချက်ကတော့ဒီကင်မရာရှေ့မှာချက်တက်တဲ့သူတွေအတွက်အဆင်ပြေစမဲ့နေရာမျိုးပဲဖြစ်ပါရှင်။အဲ့လေသုံးကြည့်ဖို့အကြံပေးချင်ပါတယ်။ကြိုးရှိခဲ့မယ်ဆိုရင် comment မှာကိုယ့်ရဲ့ skill တွေဘယ်လိုတိုးတက်လာရဲဆိုတာကိုလာပြီးနိုင်ပြပါအောင်နော်။အခုလိုမျိုး TikTok marketing နဲ့ပတ်သက်ပြီးအကျိုးရှိစေမယ့်နည်းလမ်းတွေကိုအများနဲ့တင်ဆက်ပေးနေတာမို့ဒီချစ်ကွန်မှာ like and follow လေးနဲ့ခဲ့ပါနော်။